Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကြော်စရာလေးဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်စီကိုစပိန်နိုင်ငံကနေပြီးတော့ဖိုတိုကလန်ဒါလေးကိုကျွန်တော်ပို့လိုက်ကျွန်တော်စီကိုပို့လိုက်တာဖြစ်ပါတယ်စာရိုက်ကနေပြီးတော့ကျွန်တော်ဒီနေ့အဲ့ဒါလေးကိုဖွင့်ကြည့်မှာဖြစ်ပါတယ်โอเคဒီလိုမျိုးလေးတွေပါဒီလိုမျိုးလေးတွေဖြစ်ပါတယ်thank you ဆိုပြီးတော့ကျွန်တော်ရှိကိုရေးပေးထားတဲ့ဒီစာလေးလည်းပါပါတယ်။ရလားမသိဘူးခင်ဗျာ။သူရပုံနေနဲ့ဒီလိုဖိုတိုကလန်ဒါလေးထုတ်ပေးထားပါတယ်။ဒီပုံလေးနဲ့ဖိုတိုကလန်ဒါလေးထုတ်ပေးထားတာပါ။စပိန်နိုင်ငံကနေပြီးတော့ပို့ပေးလိုက်တာဖြစ်ပါတယ်။ဆန်လာတလာချင်းစီမှာကျွန်တော်ရိုက်တဲ့ပုံလေးတွေနဲ့အဲ့လိုလေးထုတ်ပေးထားတာဖြစ်ပါတယ်နောက်ဆုံးမှာကျွန်တော်ရဲ့ biography နဲ့ကျွန်တော်ပုံလေးနဲ့ဒီဟာလေးပါဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်